ကျွန်တော်တို့ဒီနေ့အပိုင်း16 WLHE scatter charge မှာတော့ကျွန်တော်တို့ဗောနော် wrap data မှာကျွန်တော်တို့ grip wrap data by grip ဆိုတဲ့အကြောင်းအရာကိုရှင်းလင်းပြပေးတော့မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဘာဖြစ်လို့ wrap data by grip နဲ့လောက်ရလဲဆိုရင်ကျွန်တော်တို့အရင်အပိုင်း15မှာတော့ကျွန်တော်တို့ဗောနော်ကျွန်တော်တို့ဒီ graph တစ်ခုထဲကနေပြီးတော့ကျွန်တော်တို့ category data တစ်ခုနဲ့ကျွန်တော်တို့ဆွဲထုတ်လိုက်တယ်ဆွဲထုတ်လိုက်တဲ့ချိန်မှာသူကဆွဲထုတ်လိုက်တဲ့ချိန်မှာထားပါတော့ကျွန်တော်တို့ဗောနော် empty car data မှာကျွန်တော်တို့ cylinder နဲ့ခွဲထုတ်လိုက်တယ် graph တစ်ခုကနေပြီးတော့ graph 3ခုဖြစ်သွားတယ်ဆိုတော့ဒီ empty car data မှာကဒီ empty car data မှာ categorical data ဗောနော်ကျွန်တော်တို့အမည်နာမ data တွေကတစ်ခုတည်းမကဘူးတစ်ခုတည်းမကဘူးဒါကြောင့်ကျွန်တော်တို့အမည်နာမ data တစ်ခုနဲ့အထက်နဲ့ကျွန်တော်တို့ခွဲပြီးတော့ကြည့်မယ်ဆိုရင်ဘယ်လိုကြည့်လို့ရမလဲဆိုတဲ့ဟာကိုကျွန်တော်တို့ဖြည့်ရှင်းဖို့အတွက်ဒီကနေ့ wrap data by grip ဆိုတဲ့အခန်းကိုရှင်းလင်းပြပေးတော့မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီကနေ့ကအဲ့ဒါလုပ်မယ်ဆိုတော့ကျွန်တော်တို့ဒီမှာပုံကြည့်မယ်ဆိုတဲ့ဟာလေးကိုနှိပ်လိုက်မယ်ဆိုတော့ကျွန်တော်တို့ application ဖွင့်လိုက်လို့ဒီကိုတန်းရောက်သွားတယ်ဆိုရင်လည်းကျွန်တော်တို့ဒီကနေပြီးတော့ data ထည့်လို့ရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီနေ့က XML data ပဲ XML data ပဲဒီ XML data ကို description ထဲမှာကျွန်တော်တို့ empty cars link ကနေနှိပ်ပြီးတော့လည်း download လုပ်ပြီးတော့ဒီ browse ကနေပြီးတော့ empty car လို့ရှာပြီးတော့empty cars.csv ကိုရှာပြီးတော့တင်လို့ရပါတယ်ဆိုတော့ဒီကနေ့မှာတော့ကျွန်တော်တို့ကဘောနော်ဒီ XML data မှာပဲပါတဲ့ data နဲ့လုပ်ကြည့်မယ်ဆိုတော့မိမိစိတ်ကြိုက် data နဲ့လုပ်ချင်တယ်ဆိုရင်ကျွန်တော်တို့ real data ကိုရှုပြီးတော့ကိုယ်စိတ်ကြိုက် CSV file ကိုတင်ပြီးတော့ပြုလုပ်လို့ရနိုင်မှာဖြစ်ပါတယ်ဆိုတော့ဒီကနေ့ကကျွန်တော်တို့ empty car နဲ့လုပ်မှာဖြစ်တယ်ဆိုတော့ကျွန်တော်ဒီမှာ empty car ရွေးလိုက်ပြီးတော့တဲ့ခါကျတော့ကျွန်တော်တို့ကX window ကိုပါထားမယ်ဆိုရင်ကျွန်တော်တို့ weight ထားလိုက်မယ် Y window ကိုကျတော့ကျွန်တော်တို့ mind bar ကလည်းထားလိုက်မယ်ဆိုတော့ဒီနှစ်ခုရွေးတဲ့သဘောတရားဘယ်လိုမျိုးဖြစ်သွားမလဲဆိုရင်ကျွန်တော်တို့ကားရဲ့ weight အလေးချိန်ပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ကားက mind bar ကလည်းဘယ်လောက်နှုန်းနဲ့ရလဲဆိုတဲ့ဟာကိုကြည့်ခြင်းဖြစ်တယ်ဆိုတော့ဒီဟာလေးရသွားပြီဆိုတော့ဒီဟာရသွားတဲ့ချိန်မှာကျွန်တော်တို့ပုံပထမဆုံးဘယ်လိုပုံထွက်လာမလဲဆိုတဲ့ဟာလေးကြည့်မယ်ဆိုတော့ render plot လေးကိုနှိပ်မယ်ပြောတော့တဲ့ခါကျရင်ဒီမှာဒီပုံလေးထွက်လာပြီပဲဖြစ်တယ်ဆိုတော့ဒီမှာဆိုရင်ဒါကျွန်တော်တို့ကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ weight များလေဒီမှာက percentage ကိုပြလဲဆိုတော့ကျွန်တော်တို့ weight များလေကျွန်တော်တို့ရတဲ့ mind bar ကလည်းနည်းလေဖြစ်တယ်ဆိုတော့ weight နည်းလေ mind bar ကလည်းကားရဲ့ mind bar ကလည်းများလေဖြစ်တယ်ဆိုတော့ဒါကဒီသဘောတရားဖြစ်တယ်ဒါက2 dimension ဖြစ်တယ်ဘာလို့လဲဆိုတော့ x window မှာတစ်ခုရှိတယ် y window မှာ data တစ်ခုရှိတယ် x window မှာ weight y window မှာ mpg ဖြစ်လို့ data နှစ်မျိုးပဲရှိလို့2 dimension data လို့ခေါ်တယ် 2D data လို့ခေါ်တယ်ဆိုတော့ဒီကနေ့ရဲ့အဓိကအခန်းကကျွန်တော်တို့ wrap data by grid ဆိုတဲ့ဟာကိုရှင်းလင်းပြပေးတော့မှာဖြစ်ပါတယ်ဆိုတော့ wrap data by grid ဆိုတဲ့ဟာကကျွန်တော်တို့ wrap data ရိုးရိုး wrapping data ထက်ကျွန်တော်တို့ကနည်းနည်းပို့ပြီးတော့အဆင့်မြင့်တယ်ပေါ့နော်ဆိုတော့ခုနကပြောတဲ့လိုမျိုးပဲကျွန်တော်တို့အမည်နာမ data တွေအများကြီးနဲ့ကျွန်တော်တို့ဇယားကိုခွဲထုတ်လို့ရတယ်ဆိုတော့ဒါဆိုရင်ကျွန်တော်တို့ဒီနေ့အခန်း wrap data by grid ဆိုတဲ့ဟာနှိပ်မှာဆိုတော့ဒီမှာဆိုရင်ကျွန်တော်တို့ပထမဦးဆုံးဘောနော်ကျွန်တော်တို့ဒီမှာ data တစ်ခုထည့်မယ်ဆိုတော့ grid x ဆိုတာဘာကိုပြောတာလဲဆိုရင်ကျွန်တော်တို့ x နဲ့ y ဝင်ရိုးရှိတယ်ဆိုတော့အဲ့ဒီနေရာမှာကျွန်တော်တို့ကပေါ့နော် grid x လို့ထားလိုက်တဲ့ခါကျရင်သူကဇယားကိုဘယ်လိုမျိုးခွဲသွားမလဲဆိုတော့သူကအလျားလိုက်ခွဲသွားမှာဖြစ်တယ်အလျားလိုက် x ဝင်ရိုးပေါ်မှာမူတည်ပြီးတော့ခွဲသွားမှာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒီမှာ cylinder အရင်ထားကြည့်မယ်ဆိုတော့ cylinder အရင်ထားလိုက်မယ်ပြီးတော့တဲ့ခါကျရင် run လိုက်မယ်ဆိုတော့ဒီဟာလေး run လိုက်မယ်
ဆိုတော့ဒီမှာ run ပြီးသွားတဲ့အချိန်မှာဆိုရင်ဒါကျွန်တော်တို့သိရှိရတိုင်းပဲဒါကဒီ wrap data by grid ပေါ့နော်ဒီ wrap data by grid ရဲ့ဒီအဖြေကကျွန်တော်တို့ဒီအပေါ်က wrapping data နဲ့တွားပြီးတော့တူပါတယ်ဆိုတော့ဒါကကျွန်တော်တို့ဘာလောက်တာလဲဆိုရင်ကျွန်တော်တို့ဒီမှာ grid x ပေါ့နော် x ဝင်ရိုးမှာပဲကျွန်တော်တို့က cylinder 4လုံး6လုံး8လုံးနဲ့ခွဲလိုက်ခြင်းဖြစ်တယ်ဆိုတော့ဒါက wrapping data နဲ့တွားပြီးတော့တူပြီဆိုတော့ကျွန်တော်တို့ wrapping data by grid နဲ့ကျွန်တော်တို့ဒီ UU wrap ကိုကျွန်တော်တို့လုပ်လို့ရနိုင်မှာဖြစ်ပါတယ်ဆိုတော့ဒီ wrapping data by grid နဲ့ကျွန်တော်တို့ပေါ့နော်ဒီ UU wrapping data နဲ့ပါကွာလေဆိုရင်ဒီမှာကျွန်တော်တို့ဒီ box မှာပေါ့နော်ဒီရွေးချယ်စရာမှာ wrapping data မှာကကျွန်တော်တို့column name တစ်ခုပဲပေါ့နော်အမည်နာမ data categorical group data တစ်ခုပဲရွေးလို့ရတယ်ဒါပေမဲ့ဒီ wrapping data grid မှာတော့ကျွန်တော်တို့အများကြီးရွေးလို့ရတယ်ဆိုတော့ကျွန်တော်တို့ကြိုက်တဲ့လောက်ကျွန်တော်တို့ရွေးလို့ရနိုင်မှာဖြစ်ပါတယ်ဆိုတော့ပထမအဆုံးကျွန်တော်တို့ကဒီမှာဆိုရင် wrapping data by grid ပေါ့နော်ကျွန်တော်တို့အစအနေလုပ်မယ်ဆိုတော့ဒီမှာ y back chain ဆိုတော့ကျွန်တော်တို့ y ဝင်ရိုးပေါ်ကနေမူတည်ပြီးတော့ကျွန်တော်တို့ data ပေါ့နော် graph ကိုဘယ်လိုမျိုးခွဲမလဲဆိုတော့ဒီမှာကျွန်တော်တို့ gear ကားရဲ့ gear ဘယ်နှချက်ရှိလဲဆိုတဲ့ဟာလေးနဲ့ကျွန်တော်တို့တစ်ချက်ခွဲကြည့်လိုက်မယ်ဆိုတော့ကျွန်တော်တို့ grid y မှာ gear လေးပေးလိုက်မယ်ပြီးတော့တဲ့ခါကျရင်ဒီမှာဒါကျွန်တော်တို့ run လိုက်မယ်ဆိုတော့ဒီမှာသူရှေ့အတိုင်းပဲကျွန်တော်တို့ဒါက gear 345ဆိုတော့ဒီမှာကကျွန်တော်တို့345ကဘာလဲဆိုတဲ့ဟာမသိဘူးဆိုတော့အဲ့ဒီဟာအတွက်ကျွန်တော်တို့ဒီမှာ grid full label ဆိုတဲ့ဟာလေးကိုကျွန်တော်တို့နှိပ်လိုက်မယ်ပြီးတော့တဲ့ခါကျတော့ဒါကျွန်တော်တို့ပြန်တော့ run လိုက်မယ်ဆိုတော့ဒီဟာ run ပြီးသွားတဲ့အချိန်မှာကျွန်တော်တို့ဒီမှာ gear 3 gear 4 gear 5ဆိုတဲ့ဟာလေးတွေ့ရှိရတယ်ဆိုတော့ဒီအနေထားမှာကျွန်တော်တို့ဘာဆုံးဖြတ်လို့ရလဲဆိုတဲ့ဟာကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာ gear number 5မှာဆိုရင်ကျွန်တော်တို့ member color နဲ့ weight ဆက်နွယ်ချက်ကိုကြည့်မယ်ဆိုရင်ကျွန်တော် weight များလာလေသူရဲ့ member color ကကျလာလေဆိုတော့ကျွန်တော်တို့ဒီမှာကြည့်လိုက်မယ်ဆိုရင်သူကမြင်းဖြောင်းလိုမျိုးနှီးပါပဲဆိုတော့ဘာမှဝေဝါးမနေဘူးဆိုတော့ weight များလာတာနဲ့ member color အကျိန်းတွေကိုကျတဲ့သဘောလိုမျိုးဖြစ်တယ်ဆိုတော့ပြီးတော့တဲ့ခါကျရင်ဒီမှာကျွန်တော်တို့နော်ဒီမှာ gear number member color အများဆုံးရတာကဘယ် gear မှာရှိတယ်ဆိုတာကိုကြည့်လိုက်မယ်ဆိုရင် member color အများဆုံးရတာက gear number 4ပါတဲ့ကားမှာရတာများတယ်ပြောတော့တဲ့ခါကျတော့ကျွန်တော်တို့ member color အနည်းဆုံးကားက member color အနည်းဆုံးကားကဘယ်မှာရှိတာလဲဆိုရင် member color အနည်းဆုံးကားကဒီမှာ gear number 3နဲ့ weight များတဲ့ကားတွေမှာ member color အနည်းဆုံးရတာတွေ့တယ်ဆိုတော့ဒါကပထမဆုံးကျွန်တော်တို့ဒါပေါ့နော် y ဝင်ရိုးကိုအခြေပြုပြီးတော့ကျွန်တော်တို့ gear grid y မှာ gear ထားလိုက်တယ်ဆိုတော့နောက်တစ်ခုကျွန်တော်တို့ပေါ့နော်ဒါဆိုရင်ဒီဟာဘာနဲ့တွဲတူလဲဆိုတော့ wrap data UU wrapping data မှာကျွန်တော်တို့ vertical align လောက်တာနဲ့တွဲပြီးတော့တူတယ်ဆိုတော့ဒီမှာကျွန်တော်တို့ grid y အပြင်ကျွန်တော်တို့ grid x လည်းထပ်ထည့်လို့ရတယ်ဆိုတော့ကျွန်တော်တို့ none ကိုဖြတ်လိုက်မယ်ပြောတဲ့ခါကျတော့ဒီနေရာမှာကျွန်တော်တို့ကပေါ့နော်ဒီ gear အပြင်ကျွန်တော်တို့ x ဝင်ရိုးမှာဘာနဲ့ထပ်ခွဲမလဲဆိုရင်ကျွန်တော်တို့ cylinder နဲ့ထပ်ခွဲမှာဆိုတော့ကျွန်တော်တို့ဒီ graph ကိုမှကျွန်တော်တို့က cylinder ဒီ graph ကိုမှကျွန်တော်တို့ cylinder နဲ့ထပ်ခွဲမှာဖြစ်တယ်ဆိုတော့ဒီမှာဆိုရင်ဒါကျွန်တော်တို့ render plot ဆိုတဲ့ဟာလေးကိုနှိပ်လိုက်မယ်ဆိုတော့ဒီမှာတွေ့ရှိရတဲ့အတိုင်းပဲကျွန်တော်တို့ဒီမှာ x ဝင်ရိုးကိုကျွန်တော်တို့ cylinder နဲ့ပြန်တော့ခွဲတယ်ဆိုတော့ဒါဆိုရင်ကျွန်တော်တို့ graph ကဒီမှာနည်းနည်းကြီးသွားပြီကြီးသွားတာနဲ့အလျောက်ကျွန်တော်တို့ point တွေကလည်းနည်းစိတ်လာပြီဖြစ်တယ်နည်းလာပြီဖြစ်တယ်ဆိုတော့ဒီမှာဆိုရင်ကျွန်တော်တို့
cylinder နဲ့ gear နဲ့ခွဲလိုက်တဲ့အချိန်မှာဘယ်နေရာမှာ data များတာဘယ်နေရာမှာ data တွေဘယ်နေရာမှာကားတွေအများကြီးရှိတာလဲဆိုရင်ကျွန်တော်တို့ gear number 4နဲ့ cylinder 4လုံး gear number 4ရှိတဲ့ကားနဲ့ cylinder 4လုံးရှိတဲ့ကားနဲ့ပြောတဲ့ခါကျတော့ gear number 3ရှိ gear number 3 cylinder 8လုံးရှိတဲ့ကားမှာကျွန်တော်တို့ကားတွေအများကြီးကိုတွေ့ရတာများတယ်ဆိုတော့ဒီနှစ်ခုကိုကျွန်တော်တို့ရှင်ပြီးတော့ကြည့်လိုက်မယ်ဆိုရင်ဒီမှာကျွန်တော်တို့ cylinder 4လုံး gear number 4ကားမှာကကျွန်တော်တို့ weight ကအတော်တန်ပဲ weight ကကျွန်တော်တို့ weight အလေးချိန်နည်းတယ်အဲ့ဒီကားတွေမှာကျွန်တော်တို့ မိုင်ပါကလန်အမြင့်ဆုံးရတာတွေ့ရှိရတယ်ဆိုတော့ပြောတော့နောက်တစ်ခုကကျတော့ဒီမှာကျွန်တော်တို့ weight အလေးချိန်ပေါ့နော် weight အလေးချိန်စီးတဲ့ကားမှာကကျွန်တော်တို့ဒီမှာ gear number က3ရှိတယ်ပြောတဲ့ခါကျတော့ cylinder 8လုံးဒီကားမှာတော့ကျွန်တော်တို့ဟောနော်ဒီမှာမိုင်ပါကလန်အများဆုံးက20အထိပဲရှိတယ်ပြောတော့ကျွန်တော်တို့အနည်းဆုံးကကျွန်တော်တို့30နားလောက်ထိပဲရှိတယ်ဆိုတော့ကျွန်တော်တို့မိုင်ပါကလန်အနည်းဆုံးပေါ့နော်စီစားအများဆုံးမိုင်ပါကလန်အများကြီးရတယ်ဆိုရင်ကျွန်တော်တို့ဒါတဘောကစီစားနည်းတယ်ပေါ့ဆိုတော့ကျွန်တော်တို့မိုင်ပါကလန်နည်းနည်းပဲရတယ်ဆိုရင်ဒါစီစားများတဲ့တဘောဖြစ်တယ်ဆိုတော့ဒီမှာကျွန်တော်တို့ကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာ cylinder 4လုံး gear number 4လုံးပြီး gear number 4ချက်ရှိတဲ့ကားပြီးတော့ weight ပေါ်တဲ့ကားတွေကကျွန်တော်တို့မိုင်ပါကလည်းရတာများတယ်ဆိုတော့ဒါကကျွန်တော်တို့ဟောနော်ဒီမှာဆိုရင် data က dimension ကကျွန်တော်တို့ဒီမှာ x မှာ weight y မှာကဒီ y တွေအကုန်လုံးကမိုင်ပါကလည်းဆိုတော့ဒါ2 dimension ပဲရှိသေးတယ်ကျွန်တော်တို့ကအခုဒီ category က data တွေကိုကျွန်တော်တို့အရောင်နဲ့ပုံစံနဲ့ပေးမဲ့အစားကျွန်တော်တို့ graph တစ်ခုထဲကနေပြီးတော့ပုံကိုကျွန်တော်တို့ခွဲထုတ်လိုက်တဲ့လိုမျိုးပုံစံမျိုးဖြစ်တယ်ဆိုတော့ဒါကကျွန်တော်တို့တစ်ခုစီထည့်ပြီးရဖြစ်တယ်ဆိုတော့နောက်တစ်ခုကျွန်တော်တို့ထပ်ထည့်လို့ရတယ်နောက်တစ်ခုကကျွန်တော်တို့ grid y မှာပေါ့နော်ကျွန်တော်တို့ဒီ y ဘက်ခြမ်းမှာပဲကျွန်တော်တို့ am ဆိုတဲ့ဟာလေးထပ်ထည့်မှာဆိုတော့ am ဆိုတာကဘာလဲ am ဆိုတာကကျွန်တော်တို့ transmission ပေါ့နော် auto ဒါမှမဟုတ် manual transmission ကိုဆိုလိုခြင်းဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒီ empty car data မှာကသူရဲ့ am တန်ဖိုးပေါ့နော်0နဲ့1ရှိတယ်0ကဘာကိုဆိုလိုခြင်းဖြစ်လဲဆိုတော့ automatic transmission ဆိုလိုခြင်းဖြစ်တယ်1ကကြတော့ကျွန်တော်တို့ manual transmission ဆိုလိုခြင်းဖြစ်တယ်ဆိုတော့ဒီမှာကျွန်တော်တို့ grid y နဲ့ am နဲ့ဒီလိုမျိုးတွဲထားလိုက်ခြင်းသဘောတရားကဘယ်လိုမျိုးဖြစ်သွားလဲဆိုတော့ကျွန်တော်တို့ gear ပေါ့နော် gear number မှာကျွန်တော်တို့က auto လား manual လားဆိုပြီးတော့ထပ်ပြီးတော့ခွဲချမ်းစိတ်ဖြာလိုက်တယ်လိုမျိုးဖြစ်တယ်ဆိုတော့ဒီပုံကဘယ်လိုမျိုးဖြစ်မလဲဆိုတဲ့ဟာကိုကျွန်တော်တို့ကြည့်ကြမယ်ဆိုရင် render block ကိုကျွန်တော်တို့ပြန်ရင်တော့နှိပ်လိုက်မယ်ဒီမှာဆိုရင်ကျွန်တော်တို့ရဲ့ graph ကနည်းနည်းထက်ကြီးလာပြီဖြစ်ပါတယ်ဆိုတော့ data point ကလည်းနည်းနည်းစီကွဲသွားပြီးတော့ခါကျတော့ data point ကလည်းတဖြည်းဖြည်းနည်းလာပြီပဲဖြစ်တယ် graph တစ်ခုချင်းစီမှာဆိုတော့ကျွန်တော်တို့ကခုနက gear ပေါ့နော် grid y မှာ gear ရှိတယ်ဒီမှာ gear 3 4 5ကျွန်တော်တို့ဒီမှာ gear number 3ကကျွန်တော်တို့တစ်ခုပဲရှိတယ် am က0ပေါ့နော် am 0ပဲရှိတယ် am မှာက0ဆိုတာကကျွန်တော်တို့ automatic ဖြစ်တယ် gear number 3ချက်မှာကတော့ကျွန်တော်တို့ transmission က auto transmission ပဲရှိတယ်ပြီးတော့တဲ့ခါကျတော့ကျွန်တော်တို့ gear 4မှာကတော့ auto ရော manual ရောရှိတယ် auto ရော manual ရောရှိတယ် am0 နဲ့ am1 am1 က manual ဖြစ်တယ်ပြီးတော့တဲ့ခါကျတော့ကျွန်တော်တို့ gear number 5ကကျွန်တော်တို့ am1 ဆိုတော့1က manual ဖြစ်တယ်ဆိုတော့ဒါကျွန်တော်တို့ပြန်ပြီးတော့သုံးသပ်ရမယ်ဆိုရင်ဒီမှာဆိုရင်ကျွန်တော်တို့ရဲ့မိုင်ပါကလည်းအများကြီးရတဲ့
ကားတွေက weight နေတဲ့ကားတွေဖြစ်တယ်ပြီးတော့တဲ့ခါကျတော့သူက gear number 4ချက် gear 4ချက်ရှိတဲ့ကားပြီးတော့တဲ့ခါကျတော့သူကပေါ့နော် AM1 ဆိုတာကဘယ်ထဲမှာအကျုံးဝင်နေလဲဆိုတော့ gear number 4ချက်ရှိတယ် manual ကားတွေဖြစ်တယ်ဆိုတော့ကျွန်တော်တို့ Mind Bagalan အများဆုံးရတဲ့ကားတွေက gear number 4ချက်နဲ့ manual transmission ကားတွေဖြစ်တယ် weight လဲပေါ့တယ်ပြီးတော့တဲ့ခါကျတော့ကျွန်တော်တို့ Mind Bagalan ပေါ့နော် Mind Bagalan အနည်းဆုံးရတဲ့ကားတွေကဘယ်မှာတွေ့ရှိရတာများလဲဆိုရင်ကျွန်တော်တို့ gear number 3ချက်ရဲ့ကျွန်တော်တို့ auto transmission ပေါ့နော် auto gear ကားရဲ့ gear number 3ချက်ရဲ့ပြီးတော့ cylinder 8လုံးဒီမှာ cylinder 8လုံးကားတွေမှာတွေ့ရှိရတာများတယ်ဆိုတော့ cylinder 8လုံးပါတဲ့ကားတွေတိုင်းကလည်းကျွန်တော်တို့များတော့အဖြစ်အလေးချိန်စီးတာတွေတွေ့ရတယ်ဆိုတော့ဒီမှာကျွန်တော်တို့ကဒါဆို Mind Bagalan အများဆုံးရတဲ့ကားက cylinder 4လုံးပြီးတော့ခါကျတော့ weight က2-3လောက်မှာပဲရှိရဆိုတော့ weight နည်းတယ်ပြီးတော့ခါကျတော့ gear က4ချက် AM1 ဆိုတာ manual ကားတွေဖြစ်တယ်ဆိုတော့ manual ကားတွေကစီစားနေတယ် Mind Bagalan အများကြီးရတယ်ဆိုတဲ့သဘောလိုမျိုးဖြစ်သွားတယ်ဆိုတော့ဒါဒီနေရာမှာဆိုရင်ဒါကျွန်တော်တို့ graph ကနည်းနည်းကြီးလာပြီဖြစ်တယ်ဆိုတော့ဒီမှာကကျွန်တော်တို့ grid y မှာပဲကျွန်တော်တို့နှစ်ခုခွဲထားရပေါ့နော်ကျွန်တော်တို့ဒီ grid y မှာပဲနှစ်ခုခွဲထားတယ် gear မှာမှကျွန်တော်တို့ AM auto လား manual လားဆိုတဲ့ဟာကိုကျွန်တော်တို့ထပ်ခွဲထားခြင်းဖြစ်တယ်ဆိုတော့ကျွန်တော်တို့နောက်တစ်ခုကျွန်တော်တို့ထပ်ထည့်မယ်ဆိုတော့ကျွန်တော်တို့ grid X မှာလည်းကျွန်တော်တို့ VS ပေါ့နော်ဒီ VS ကိုကျွန်တော်တို့ထပ်ထည့်ပါဆိုတော့ကျွန်တော်ဒီ VS ကဘယ်ပေါ်မှာမူတည်ထပ်ခွဲမလဲဆိုတော့ X ဝင်ရိုးပေါ်မှာမူတည်တော့သူကထပ်ခွဲတော့မှာဖြစ်တယ်ဆိုတော့သူကဘယ်လိုခွဲမလဲဆိုတော့ cylinder မှာမှ VS ဆိုတာကျွန်တော်တို့ V-shape engine vertical engine ပေါ့ V-shape engine ဟုတ်လားမဟုတ်လားဆိုတော့သူ့မှာ data ကိုစားပြုတဲ့ data က V-shape engine ဖြစ်တယ်ဆိုရင်သူက0နဲ့ပြတယ် V-shape engine မဟုတ်ဘူးဆိုရင်သူက1နဲ့ပြတယ် V-shape မဟုတ်ဘူးဆိုရင်ကျွန်တော်တို့သူက inline ပေါ့နော် inline တန်းနဲ့ V-shape engine ဆိုရင် V ပုံစံ engine တွေက V ပုံစံလေးရှိတယ်ဆိုတော့ဒီမှာဒီဟာလေးကိုကျွန်တော်တို့ပေးလိုက်တယ်ပေးလိုက်ပြီးတော့ကျွန်တော်တို့ပုံကိုပြင်ကြည့်မယ်ဆိုရင်ဒီမှာဒါကျွန်တော်တို့ run လိုက်မယ် render block ကိုကျွန်တော်နှိပ်လိုက်မယ်ဒီမှာဆိုရင်ကျွန်တော်တို့ပုံကိုထပ်ခွဲသွားပြီပဲဖြစ်ပါတယ်ဆိုတော့ဒီမှာကျွန်တော်တို့ဒီမှာ graph ကနည်းနည်းများလာပြီဆိုတော့ကျွန်တော်တို့သိချင်တဲ့ဟာကလည်းရှင်းရှင်းလင်းလင်းပို့ပြီးတော့သိလာနိုင်ပဲဖြစ်ပါတယ်ဆိုတော့ဒီနေရာမှာကျွန်တော်တို့ပေါ့နော် data များတယ်ကားတွေများတယ်ဒီ point တစ် point ချင်းစီကကားတစ်စီးစီကိုစားပြုတယ်ဆိုတော့ကျွန်တော်တို့ကားများတဲ့ဟာ data များတဲ့နေရာကဘယ်မှာရှိတာလဲဆိုရင်ကျွန်တော်တို့ cylinder 8လုံး V-shape engine နဲ့ကျွန်တော်တို့ဒီမှာ cylinder 4လုံးနဲ့ VS1 ဆိုတာက V-shape engine မဟုတ်ဘူးကျွန်တော်တို့ inline engine ပေါ့ဆိုတော့ဒီမှာကျွန်တော်တို့တွေ့ရများတယ်ဆိုတော့ဒီမှာ data တွေအကုန်လုံးကိုကျွန်တော်တို့ဘယ်လိုမျိုးခွဲခြမ်းစိတ်ဖြာကြီးပြောလို့ရမလဲဆိုရင်ကျွန်တော်တို့ဒီမှာကျွန်တော်တို့ Mind Bagalan က35အထိရတယ် Mind Bagalan အများဆုံးရတဲ့ကားကထုံးစံတိုင်းပဲ weight နည်းတဲ့ကားဖြစ်တယ်ပြီးတော့တဲ့ခါကျတော့ကျွန်တော်တို့ X က Y ကနေကြည့်မယ်ဆိုရင် Mind Bagalan အများဆုံးရတဲ့ကားက weight နည်းတဲ့ကားဖြစ်တယ် gear number 4ချက်ရှိတဲ့ကားပြီးတော့ AM1 ဆိုတာက manual ကားတွေပြီးတော့တဲ့ခါကျတော့သူကအဲ့ဒီကားကပါလဲဆိုတော့ cylinder 4လုံးပါတဲ့ကား VS1 ဆိုတာက V-shape engine မဟုတ်ဘူးသူက inline ပေါ့နော် straight engine V-shape မဟုတ်တဲ့ကားတွေမှာကျွန်တော်တို့တွေ့ရများတယ်ဆိုတော့ cylinder 4လုံး V-shape မဟုတ်ဘူး gear number 4ချက်ပြီးတော့ manual ကားတွေမှာ
manual ကပြီးတော့ weight ကပေါ့တဲ့ကားအဲ့ဒီကားတွေမှာကျွန်တော်တို့က member color အများကြီးရတာကိုသိရှိရတယ်ပြီးတော့တဲ့ခါကျတော့ကျွန်တော်တို့ member color အနည်းဆုံးရတဲ့ကားတွေကဒီမှာ weight အလေးချိန်စီးတဲ့ကား4ရယ်5ရယ် weight အဖြစ်ကြည့်မယ်ဆိုအလေးချိန်စီးတဲ့ကားပြီးတော့တဲ့ခါကျတော့သူ့မှာ gear number 3ချက်ပဲရှိတယ် AM0 ဆိုတာကသူက auto transmission ကားတွေဖြစ်တယ်ပြီးတော့သူက cylinder 8လုံးရှိတဲ့ကား V-shape engine တွေဖြစ်တယ်ဆိုတော့ဒီမှာကကျွန်တော်တို့ engine အဖြစ်ပြောမယ်ဆိုရင်သူက V-shape မဟုတ်ဘူး straight engine ကျွန်တော်တို့တဒန်းလေးပေါ့နော် straight engine တွေဖြစ်တယ်ဒီကောင်က V-shape engine ဖြစ်တယ်ဆိုတော့ဒါကကျွန်တော်တို့ပေါ့နော်ကျွန်တော်တို့ data ကိုကျွန်တော်တို့categorical data 4ခုကိုပေါင်းထည့်ပြီးတော့ကျွန်တော်တို့ graph တွေခွဲလိုက်ခြင်းဖြစ်တယ် graph ခွဲလိုက်တဲ့အချိန်မှာကျွန်တော်တို့ဘယ်နေရာမှာအများကြီးတွားစုနေတာလဲဆိုတဲ့ဟာကိုကျွန်တော်တို့ကွင်းကွင်းကွက်တွေ့ရှိရပြီပဲဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒီလိုမျိုးတိစောက်နေတဲ့ scatter charge ပေါ့နော်ဒီ scatter charge တွေကိုကျွန်တော်တို့တိစောက်နေလမ်းညွှန်တဲ့တကွ tutorial နဲ့တကွကျွန်တော်တို့လွယ်လွယ်ကူကူဖုန်းကနေပြီးတော့တိစောက်နိုင်တယ်လို့ကျွန်တော်တို့ကို service app မယ်ဆိုရင်လည်းကျွန်တော်တို့ပေါ့နော်ကိုယ်တိုင်ကိုကြမတိစောက်ချင်ဘူးကျွန်တော်တို့ကို service app မယ်ဆိုရင်လည်းကျွန်တော်တို့ဒီ scatter charge application ကိုကျွန်တော်တို့ static plot ပုံတိစောက်ခြင်းမှာကျွန်တော်ပုံ2ပုံ900ကျပ်နှုန်းပုံအတီ9ပုံ1000ကျပ်နှုန်းနဲ့ကျွန်တော်တို့ခုနကပြထားတဲ့ dynamic plot ပေါ့နော်ကျွန်တော်တို့highlight တွေပေးတယ်ကျွန်တော်တို့လိုဆွဲချဲလို့ရတယ်ဆိုတော့ပုံအတွက်ကိုကျွန်တော်တို့ပုံရှင်တစ်ပုံ900ကျပ်နဲ့ပုံရှင်3ပုံ1000ကျပ်နှုန်းနဲ့ကျွန်တော်တို့ဝန်ဆောင်မှုပေးရရှိတယ်ဆိုတော့ကျွန်တော်တို့ဒီဟာကိုစိတ်ဝင်စားရဆိုရင်ကျွန်တော်တို့ဒီ YouTube comment Facebook Messenger ကနေပြီးတော့ WLH Education ကနေတော့ဆက်သွယ်လို့ရတယ်လို့ကျွန်တော်တို့ဒီ Gmail wlheducation@gmail.com ကနေပြီးတော့လည်းမြန်မာဘာသာဖြစ်ဖြစ်အင်္ဂလိပ်ဘာသာဖြစ်ဖြစ်မိမိဆောင်ရွက်လို့တော့ data နဲ့အတူပေးပို့ပြီးတော့ကျွန်တော်တို့ service အပ်နိုင်ပါတယ်ဆိုတော့ဒါကကျွန်တော်တို့ graph တွေကိုခွဲလိုက်တယ်ဆိုပေမဲ့ဒီနေရာမှာကကျွန်တော်တို့ရဲ့ data က2 dimension ပဲရှိသေးတယ်ဆိုတော့ကျွန်တော်တို့နောက်ထပ်ထည့်လို့ရတယ်ဆိုတော့ကျွန်တော်တို့အမည်နာမ data တွေကိုကျွန်တော်တို့ကဒီ wrapping data ပေါ့နော် wrapping data by grid ဆိုတော့ဘာလို့ grid လို့ပြောလဲဆိုတော့ဒီမှာကျွန်တော်တို့နောက်ဆုံးဖြစ်နေတဲ့ final ပုံစံလေးရဲ့ grid လေးလိုမျိုးဖြစ်နေတယ်ဆိုတော့အကွက်လိုက်လိုမျိုးဖြစ်နေတဲ့အတွက်ကြောင့်သူက grid လို့ခေါ်ခြင်းဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒီမှာကျွန်တော်တို့ color ထည့်လို့ရတယ်ဆိုတော့ဒီမှာကျွန်တော်တို့ color ထည့်မယ်ဆိုတော့ကျွန်တော်တို့ကဒီမှာ wrapping data ပေါ့နော်ဒီအုပ်စုခွဲလိုက်တဲ့ဟာကိုကျွန်တော်တို့က category အဖြစ်သုံးလိုက်တာများပြီဆိုတော့ကျွန်တော်တို့ဒီအတွင်းထဲက point မှာကိုတော့ကျွန်တော်တို့က numeric data ပေါ့နော်ကျွန်တော်တို့ကိန်းဂဏန်းဆိုင်ရာ data တွေကိုပဲသုံးမယ်ဆိုရင်ပို့ပြီးတော့အဆင်ပြေမှာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒီအတွင်းက point တွေကိုလည်းကျွန်တော်တို့ကရိုးရိုးအမည်နာမ data သုံးလို့ရတယ်ကျွန်တော်တို့ကဘာဖြစ်လို့အတွင်းကို numeric data ပဲသုံးမယ်လို့ပြောရလဲဆိုရင်ဒီဘက်မှာကျွန်တော်တို့အုပ်စုခွဲထားတဲ့ဟာ wrap data by grid မှာကျွန်တော်တို့က category data ကိုအများကြီးသုံးထားပြီးွားပြီပဲဖြစ်လို့ဖြစ်တယ်ဆိုတော့ဒီမှာဆိုရင်ဒီအတွင်းကဟာအတွက်ကိုကျွန်တော်တို့က numeric data ထည့်မယ်ဆိုတော့အတွင်းကဟာအတွက်ကိုကျွန်တော်တို့ပြန်မှာထည့်မလဲဆိုရင်ဒီမှာကျွန်တော်တို့ဒီမှာကိန်းဂဏန်း data ရွေးစားဆိုတော့ဒီဟာလေးကိုနှိပ်လိုက်မယ်ပြီးတော့တဲ့ခါကျရင်ကျွန်တော်တို့ categorical data ရင်ထည့်မယ်ပြီးတော့တဲ့ခါကျရင် color ပေါ့နော် color အရာကိုကျွန်တော်တို့ကအမည်နာမ data မဟုတ်ဘူးကျွန်တော်တို့ကဟိုတာပေးလိုက်မယ်color တစ်မျိုးပေးလိုက်မယ်ဆိုတော့ဒီ cap ဆိုတဲ့ဟာ carburetor ဖြစ်တယ်ဆိုတော့အဲ့ဒီဟာလေးကိုပေးလိုက်မယ်ဆိုတော့ကျွန်တော်တို့ဘယ်လိုပုံမျိုးထွက်လာမလဲဆိုတော့ကြည့်မယ်ဆိုရင်အောက်ကိုသွားမယ်ပြီးတော့တဲ့ခါကျရင်ဒီမှာကျွန်တော်တို့ render plot ဆိုတဲ့ဟာကိုနှိပ်လိုက်မယ်ဒီမှာဆိုရင်ကျွန်တော်တို့သိရှိရတိုင်းပဲဒီမှာဆိုရင်ကျွန်တော်တို့အယောင်ပါလာပြီဆိုတော့ကျွန်တော်တို့
ရဲ့ကြီးနေကြဖြစ်တဲ့ပေါ့နော်မိုင်းဘာကလည်းအများဆုံးရတဲ့ကားတွေကကျွန်တော်တို့ဒီမှာ carburetor 1 carburetor 1ပဲရှိတဲ့ကားတွေဖြစ်တယ်ဆိုတော့ carburetor အနည်းဆုံးပေါ့နော် carburetor level အနည်းဆုံးရှိတဲ့ကားတွေပဲဖြစ်တယ်ဆိုတော့ဒီအယောင်လေးတွေဆိုတော့ကျွန်တော်တို့မိုင်းဘာကလည်းအများကြီးရတဲ့ကားတွေကအပြည့်စုံပြောမယ်ဆိုရင်ကျွန်တော်မိုင်းဘာကလည်းအများဆုံးရတဲ့ကားတွေကဒီမှာ weight အဖြစ်ပြောမယ်ဆိုရင် weight ပေါ့တယ်ပြီးတော့တဲ့ခါကျတော့ cylinder 4 လုံး inline engine တွေ inline V shape မဟုတ်ပေါ့နော် inline shape engine ပြီးတော့တဲ့ခါကျတော့ gear 4 ချက်ပြီးတော့ manual ကားတွေဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒီမှာဆိုရင်ဒီမှာ data များတဲ့ကားဆိုရင်ဒါ weight အလေးချိန်စီးတဲ့ကားတွေဖြစ်တယ်ဆိုတော့ဒီမှာဆိုရင်ဒါ weight 4-5လောက်ရှိတယ်ဆိုတော့ဒီမှာအလေးချိန်စီးတဲ့ကား gear က3ချက်ပဲရှိတယ် auto ကားတွေဖြစ်တယ်ပြီးတော့ cylinder က8လုံးရှိတယ် cylinder 8လုံး V shape engine ကားတွေဖြစ်တယ်ဆိုတော့သူတို့ကားတွေမှာကျွန်တော်တို့က carburetor ဘယ်နှလုံးလောက်ပါမလဲဆိုရင်ဒီမှာကျွန်တော်တို့အယောင်လေးကစိမ့်နေတယ်များတော့အဖြစ်သူ့အယောင်တွေကကျွန်တော်တို့3လုံးကနေ4လုံးထိရှိတယ်ဆိုတော့ carburetor များတယ်ဆိုတော့ကျွန်တော်တို့သိရှိရပါတယ်ဆိုတော့ဒါကကျွန်တော်တို့အယောင်ထည့်လိုက်ခြင်းဖြစ်တယ်ဆိုတော့နောက်တစ်ခုကကျွန်တော်တို့ကိန်းဂဏန်းဆိုင်ရာ data ထဲမှာကျွန်တော်တို့ထည့်မှာဆိုတော့ကိန်းဂဏန်းဆိုင်ရာ data ထဲမှာကျွန်တော်တို့ပါထည့်မလဲဆိုရင်ဒီမှာအရွယ်စားပေါ့နော်ဆိုတော့ကိန်းဂဏန်းဆိုင်ရာ data အရွယ်စားနေရာမှာကျွန်တော်တို့ပါထည့်မလဲဆိုရင် horsepower မြင်းကောင်ကြီးအားဆိုတော့ဒီမှာမြင်းကောင်ကြီးအားကျွန်တော်တို့ထည့်လိုက်မယ်ထည့်တော့ run ကြည့်လိုက်မယ်ဆိုတော့ဒီမှာကျွန်တော်တို့ပုံထုတ်ကို run လိုက်မယ်ဒီမှာဆိုရင်ကျွန်တော်တို့ပေါ့နော်ဒီမှာ horsepower ကိုထည့်လိုက်တဲ့အချိန်မှာကျွန်တော်တို့ point တွေကငယ်စင်ကြီးလိုက်သူက site အရွယ်စားဖြစ်တဲ့အတွက်ကြောင့်သူကငယ်စင်ကြီးလိုက်ပုံစံမျိုးဖြစ်သွားပြီဖြစ်တယ်ဆိုတော့ဒီနေရာမှာကျွန်တော်တို့ horsepower ပေါ့နော် horsepower ကနေစပြီးတော့ပြောရမယ်ဆိုရင်ဒီမှာကျွန်တော်တို့ပေါ့နော်မိုင်းဘာကလည်းအများကြီးရတဲ့ကားတွေက horsepower ကနေရှင်တော့ပြောမယ်ဆိုဒီမှာ point တွေကတေးတယ်ဆိုတော့ horsepower မြင်းကောင်ကြီးအား100လောက်ပဲရှိတဲ့ကားတွေ100ကနေတော့150လောက်ထိပဲရှိတဲ့ကားတွေများတယ်မိုင်းဘာကလည်းအများကြီးရတဲ့ကားတွေကပြောတော့တဲ့ခါကျရင်ဒီမှာမိုင်းဘာကလည်းကျွန်တော်တို့ horsepower အမြင့်ဆုံးကားတွေကဘယ်မှာရှိတာများလဲဆိုရင်ဒီမှာ cylinder 8လုံး V shape engine cylinder 8လုံးနဲ့ V shape engine တွေမှာတွေ့ရများတယ်ဆိုတော့ gear number 1ကျွန်တော်တို့ auto gear number 5 auto ကား AN1 ဆိုတော့ auto ကားဖြစ်တယ်ပြောတော့တဲ့ခါကျတော့ဒီမှာ cylinder 8လုံး V shape engine gear number 3ပြီးတော့ gear number 3ဒါ AM0 ဆိုတာက auto ဖြစ်တယ်ဒီ AM1 က manual ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ horsepower များတဲ့ကားတွေကိုဒီမှာကျွန်တော်တို့ cylinder 8လုံးကားတွေမှာတွေ့ရှိရတယ် gear number 3ချက်ပဲပါတယ်အဲ့ဒီနေရာမှာကျွန်တော်တို့တွေ့ရှိရတယ်ဆိုတော့နောက်တစ်ခုကျွန်တော်တို့ထပ်ထည့်မယ်ဆိုတော့ဒီမှာဆိုရင် data ကကျွန်တော်တို့ data point of view ရပြောမယ်ဆိုရင် dimension ဘယ်လောက်ရှိသွားလဲဆိုရင်ကျွန်တော်တို့4 dimension ရှိပါပြီဆိုတော့ဒီမှာ x1 ကျွန်တော်တို့ weight ရှိတယ် y မှာ mpg ရှိတယ်ပြီးတော့ခါကျတော့ site မှာအရွယ်စားမှာကျွန်တော်တို့ horsepower ရှိတယ်အရာမှာကျွန်တော်တို့ carburetor ရှိတယ်ဆိုတော့နောက်တစ်ခုကျွန်တော်တို့ဗာထည့်မလဲဆိုရင်ကျွန်တော်တို့ထပ်ထည့်လို့ရတယ်ဆိုတော့ဒီမှာ color အနုရင့်ပါနော်ဆိုတော့ကျွန်တော်တို့ q second လေးကိုကျွန်တော်တို့ထည့်ပါဆိုတော့ q second ဆိုတာကဘာကိုပြောတာလဲဆိုရင်ကားမှာသူကပေါ့နော်မိုင်ရဲ့4ပုံတစ်ပုံကိုတမိုင်ရဲ့4ပုံတစ်ပုံအထိရောက်တဲ့သူကအမြန်နှုန်းကြာချိန်ပေါ့နော်ကြာချိန်ဆိုတော့မိုင်ရဲ့4ပုံတစ်ပုံကိုlever နင်းလိုက်တာနဲ့မိုင်ရဲ့4ပုံတစ်ပုံကိုရောက်တဲ့ကြာချိန်ဆိုတော့4ပုံတစ်ပုံလောက်ရှိတဲ့
မိုင်ကိုဘယ်ကားကအချိန်တူနဲ့စက္ကန့်ပိုင်းပေါ့နော်စက္ကန့်ပိုင်းအတူဆုံးစက္ကန့်ချိန်အတူဆုံးနဲ့ရောက်တဲ့ကားတွေဖြစ်လေဆိုတဲ့ဟာကိုဖော်ပြခြင်းဖြစ်တယ် Q စက္ကန့်ဆိုတာကမိုင်ရဲ့၄ပုံတစ်ပုံကားကကျွန်တော်တို့ရက်တဲ့နေရာကနေပြီးတော့မိုင်ရဲ့မိုင်ဝက်မဟုတ်မိုင်ရဲ့၄ပုံတစ်ပုံကိုရောက်တဲ့အထိမောင်းသွားဖို့ကစက္ကန့်ဘယ်လောက်ကြာလဲအချိန်ဘယ်လောက်ကြာလဲစက္ကန့်အားဖြင့်ပေါ့နော်အဲ့ဒီဟာကိုဖော်ပြခြင်းဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒီ Q စက္ကန့်ကိုကျွန်တော်ထည့်လိုက်မယ်ဒီကအနုရင်းဆိုတော့ကျွန်တော်တို့ point ပေါ်မှာ color ပေါ့နော်ကျွန်တော်တို့အယောင်နုတာနဲ့အယောင်ရင်းတာနဲ့ခွဲဝါမှာဖြစ်တယ်ဆိုတော့ဒီမှာဆိုရင်ကျွန်တော်တို့ဒါ render plot လေးကိုနှိပ်လိုက်မယ်ဆိုတော့ဒီမှာတွေ့ရှိရတဲ့အတိုင်းပဲကျွန်တော်တို့ Q စက္ကန့်ထပ်ထည့်လိုက်ပဲဖြစ်တယ်ဆိုတော့ Q စက္ကန့်ထပ်ထည့်လိုက်တဲ့အချိန်မှာကျွန်တော်တို့ဒီမှာတွေ့ရှိရတဲ့အတိုင်းပဲ point တွေကမှိန်သွားတယ်တချို့အယောင်ရင်းတဲ့ဟာတွေလည်းရှိတယ်ဆိုတော့ဒီမှာဆိုရင် Q စက္ကန့်အဖြစ်ကျွန်တော်တို့ကြည့်မယ်ဆိုရင်အယောင်ရင်းတယ်ပေါ့နော်အယောင်ရင်းတဲ့ကောင်တွေကကျွန်တော်တို့ဒီမှာစက္ကန့်ကြာတယ်ဆိုတော့၄ပုံတစ်ပုံမိုင်ရဲ့၄ပုံတစ်ပုံကိုရောက်ဖို့အတွက်ကျွန်တော်တို့ဒီမိုင်ပါကလန်အများကြီးရတဲ့ကားတွေကကျွန်တော်တို့ရက်ထားရာကနေတော့ lever နင်းလိုက်မယ်ဆိုရင်မိုင်ရဲ့၄ပုံတစ်ပုံရောက်ဖို့အတွက်ကဒီမှာ22စက္ကန့်ကြာတယ်22စက္ကန့်ကြာတယ်ဆိုတော့ဒီမှာကျွန်တော်တို့ပုံတွေကနည်းနည်းမှိန်နေတယ်ဆိုတော့ကျွန်တော်တို့ပို့ပြီးတော့ရှင်းလင်းသွားရအောင်ကျွန်တော်တို့နောက်ခံ background ကိုကျွန်တော်တို့ပြောင်းလိုက်မယ်ဆိုတော့ဒီမှာ tint and color range ရှိတယ်ဆိုတော့ဒီမှာနောက်ခံ background ကို plot tint ပေါ့နော်နောက်ခံ background ကိုကျွန်တော်တို့အမဲအောင်ပေးလိုက်မယ်ပြီးတော့တဲ့ခါကျရင်ဒီအရာကိုလည်းကျွန်တော်တို့က red blue ပေါ့နော်red blue ပေးမယ်ဆိုတော့ဒီဟာလေးပြေးလိုက်မယ်ပြောတော့တဲ့ခါကျရင်ဒီမှာကျွန်တော်တို့ပုံလေးကိုကျွန်တော်တို့ပြန် run လိုက်မယ်ဒီမှာဆိုရင်ဒါကျွန်တော်တို့ပုံက dark color နဲ့ကျွန်တော်တို့အရောင်ဖြစ်သွားပြီပဲဖြစ်ပါတယ်ဆိုတော့ဒီနေရာမှာဆိုရင်ကျွန်တော်တို့တစ်ခုထူးခြားတာကျွန်တော်တို့သိရှိရပြီဆိုတော့ဒီမှာမိုင်ဘာကာလန်ရများတဲ့ကားတွေကပေါ့နော်ဒီမှာမိုင်ဘာကာလန်ရများတဲ့ကားတွေကကျွန်တော်တို့မိုင်ရဲ့၄ပုံတစ်ပုံကိုရောက်ဖို့အတွက်ရက်တန်းရာကနေပြီးတော့ကားစထွက်လိုက်တာနဲ့မိုင်ရဲ့၄ပုံတစ်ပုံကိုရောက်ဖို့အတွက်ကြာချိန်ကဒီမှာ22.5စက္ကန့်ကြာတယ်22.5စက္ကန့်ကြာတယ်ပြောရတဲ့ခါကျတော့ဒီမှာ data များတဲ့ဟာဒီမှာဆိုရင်အယောင်ဖြော့တယ်ဆိုတော့အယောင်ဖြော့ရခြင်းအကြောင်းရင်းကဒီမှာကျွန်တော်တို့စက္ကန့်ကနည်းနည်းလေးပဲကြာမယ်ဆိုတော့ကျွန်တော်တို့စက္ကွန်15ကနေတော့စက္ကွန်ကြားမှာရှိတယ်ဆိုတော့ကျွန်တော်တို့ horsepower ကြီးတဲ့ကားတွေဒီမှာ horsepower ကြီးတဲ့ကားတွေ cylinder 8လုံး V-shape engine gear 3ချက် auto ကားတွေ horsepower ကြီးတဲ့ကားတွေကကျွန်တော်တို့တန်းထွက်လိုက်တာနဲ့မိုင်ရဲ့၄ပုံတစ်ပုံကို15စက္ကန့်ကနေတော့18စက္ကန့်အတွင်းမှာရောက်ရှိနိုင်တယ်ဆိုတော့အဲ့ဒီကားတွေကကျွန်တော်တို့ carburetor က2လုံးကားတွေရှိမယ်3လုံးကားရှိမယ်4လုံးကားရှိမယ်ပြောရတဲ့ခါကျရင်ဒီမှာကျွန်တော်တို့ဒီမှာအယောင်အရန်ဖြော့တယ်ဆိုတော့ဒါကကျွန်တော်တို့ဒီကားတွေပေါ့နော်ဒါ weight အလေးချိန်ကြီးတယ်ဂီယာနံပါတ်5ချက်နဲ့ manual ကားကဒီမှာကျွန်တော်တို့ point ကိုကြည့်တာအယောင်ကအရန်ဖြော့တယ်အယောင်အရန်ဖြော့တာဖြစ်တဲ့အတွက်ဘာလို့ဆုံးဖြတ်လို့ရလဲဆိုရင်သူကကျွန်တော်တို့မိုင်ရဲ့၄ပုံတစ်ပုံကိုရောက်ဖို့အတွက်ကလိုတဲ့ကြာချိန်က15စက္ကန့်ပဲလိုတယ်ဆိုတော့ကျွန်တော်တို့ acceleration ပေါ့နော် engine ရဲ့
မိုင်နှုန်းကိုတက်တာတော်တော်မြန်တယ်လို့ပြောလို့ရတယ်ဆိုတော့အဲ့ဒီကားတွေကအဲ့ဒီမိုင်နှုန်းတက်တာမြန်တဲ့ကားတွေလီဗာနင်းရင်နင်းတယ်လို့သွားတဲ့ကားတွေကကျွန်တော်တို့ acceleration မြင်မြန်တက်တဲ့ကားတွေပေါ့နော်ဆိုတော့အဲ့ဒီကားတွေကကျွန်တော်တို့မိုင်ပါကလည်းရတာနည်းတယ်အလေးချိန်အားဖြင့်လည်းအလေးချိန်စီးတယ်မြင်းကောင်ရေအားများတယ်မြင်းကောင်ရေအားများတယ်ကာပရီတာလည်းများတယ်ကျွန်တော်တို့မိုင်ပါကလည်းရများတဲ့ကားတွေက weight အားဖြင့်ပေါ့တယ် weight အားဖြင့်ပေါ့တယ် gear အားဖြင့် gear ၄ချက်ရှိတယ် AN1 ဆိုတော့ manual ကားတွေဖြစ်တယ်cylinder အဖြစ်သူက cylinder ၄လုံးရှိတယ် inline engine ပုံစံတွေဖြစ်တယ် V shape မဟုတ်ဘူးဆိုတော့သူရှိရပါတယ်ဆိုတော့ဒီပုံကိုဒါကတော့ကျွန်တော်တို့ပေါ့နော်ဒါ wrap data by grip ဆိုတဲ့ဟာနဲ့ကျွန်တော်တို့ပုံကိုဖော်ပြခြင်းဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒီမှာဆိုရင် categorical ကျွန်တော်တို့ categorical data ဘယ်နှခုနဲ့ကျွန်တော်တို့ခွဲထုတ်လိုက်လဲဆိုရင်ဒီမှာ cylinder တော့တစ်ခု cylinder တစ်ခုရှိတယ် VS တစ်ခုရှိတယ် gear တစ်ခုရှိတယ် AM တစ်ခုရှိတယ်ဆိုတော့ကျွန်တော်တို့ categorical data ၄ခုနဲ့ကျွန်တော်တို့ graph ကိုကျွန်တော်တို့ဆွဲထုတ်လိုက်တယ်ဆွဲထုတ်လိုက်ပြီးတော့ကျွန်တော်တို့ဘယ်နေရာမှာကားတွေများတာလဲဆိုတဲ့ဟာကိုဒါကျွန်တော်တို့ရှင်းရှင်းလင်းလင်းသိရှိရတယ်ဆိုတော့ကျွန်တော်တို့ data dimension point of view ကနေတော့ပြောမယ်ဆိုရင်ဒါက 5 dimension 5D data ဖြစ်တယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီမှာ x မှာ weight ရှိတယ် y မှာ mpg ရှိတယ်ဒီမှာအရွယ်စားက horsepower ဒီမှာမိုင်ရဲ့၄ပုံတစ်ပုံကိုရက်တန်းရာကနေပြီးတော့ရောက်ဖို့အတွက်ကြာချိန်က q second ဆိုတဲ့ဟာကကျွန်တော်တို့အယောင်အနုရင့်ရှိတယ်ကာလာမှာ carburetor ရှိတယ်ဆိုတော့ဒါကျွန်တော်တို့5 dimension ဖြစ်တယ်5 dimension ကိုကျွန်တော်တို့ categorical data ၄ခုနဲ့ကျွန်တော်တို့ graph ကိုဆွဲထုတ်လိုက်တယ်ဆိုတော့ကျွန်တော်တို့ဘယ်နေရာမှာ data တွေစုပုံနေလဲ relationship ဘယ်လိုရှိလဲဆိုတဲ့ဟာကိုကျွန်တော်တို့သိရှိနိုင်တာဖြစ်ပါတယ်ဆိုတော့ဒီပုံကိုကျွန်တော်တို့ကကြိုက်တယ်အဆင်ပြေတယ်ဆိုရင်ဒီမှာကျွန်တော်တို့ကဒါကို download လုပ်လို့ရတယ်ဆိုတော့ဒီမှာကျွန်တော်တို့ပုံတွေ download လုပ်ကြည့်မယ်ဆိုရင်ဒါနည်းနည်းကြာတယ်ဆိုတော့ဒီမှာ download လုပ်ပြီးသွားဆိုရင်ဒီမှာနာမည်လေးပေါ်လာတယ်ဆိုတော့ပြီးတော့တဲ့ခါကျရင်ကျွန်တော်တို့ file မှာကျွန်တော်တို့ပြန်ရင်တော့သွားရှာမယ်ဆိုတော့ဒီမှာကျွန်တော်တို့ static block ပေါ့နော်ကျွန်တော်တို့ internet storage ထဲမှာရှာမယ်ဆိုတော့ကျွန်တော်တို့ static block ကျွန်တော်ရဲ့ static block နောက်ဆုံး block ဆိုတော့ဒါလေးဖြစ်တယ်ဆိုတော့အခုချိန်က22နာရီ10မိနစ်ဆိုတော့ဒီဟာလေးဖြစ်တယ်ဆိုတော့ဒီဟာလေးကိုနှိပ်လိုက်မယ် open ဖွင့်လိုက်မယ်ဆိုတော့ဒီမှာတွေ့ရှိရတိုင်းပဲကျွန်တော်တို့ခုနကတိစောက်ထားတဲ့ graph လေးကိုဒီမှာတွေ့ရှိရပြီပဲဖြစ်ပါတယ်ဆိုတော့ခုနကလိုမျိုးပဲကျွန်တော်တို့ဒီမှာ categorical data ကိုကျွန်တော်တို့၄ခုလောက်နဲ့ grip ဆွဲဖွင့်လိုက်တဲ့အချိန်မှာကားတွေအများစုကဘယ်မှာတွေ့ရှိရလဲဆိုတော့ cylinder ၈လုံး V shape engine gear 3ချက်auto ကိုကားနဲ့ကျွန်တော်တို့ဒီမှာcylinder ၄လုံး inline engine ဒီမှာကျွန်တော်တို့ gear 4ချက် manual ကားမှာကျွန်တော်တို့ကားတွေမျိုးစားများတာကိုတွေ့ရှိရပါတယ်ဆိုတော့ဒီနှစ်ခုမှာကျွန်တော်တွေ့ရှိရပါတယ်ဆိုတော့ဒီနည်းအားဖြင့်ကျွန်တော်တို့ပေါ့နော်ဒီနည်းအားဖြင့်ကျွန်တော်တို့ data by grip ကိုကျွန်တော်တို့တိစောက်လို့ရနိုင်မှာဖြစ်ပါတယ်ဆိုတော့ဒီ data by grip မှာပဲ